အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပဲပြုတ်ထမင်းစီစမ်းနဲ့အကြော်စုံပူပူလေးစားမှာဖြစ်ပါတယ်အရင်ဆုံးစတော်ပဲလေးတွေကို2ထပ်လောက်ရေဆေးပြီးတော့ပွာလောင်ရေကြက်သိန်းနွေးလေးနဲ့တညလောက်ရေစိမ့်မှာဖြစ်ပါတယ်ပြီးတော့ရင်တော့ကျမကစတော်ပဲကိုရေတခြားဆေးပြီးတော့ပိတ်ဖြူတန်းတန်းလေးပေါ်မှာစတော်ပဲလေးခင်းပြီးတော့ရေစွတ်ပြီးအညောင်လေးတွေထွက်ဖို့နောက်တညထပ်သိပ်လိုက်ပါတယ်ရှင်စိတ်မကောင်းစွာနဲ့ပဲမအောင်မြင်ပါဘူးအညောင်လေးတွေကထွက်မလာပါဘူးအဲ့ဒါနဲ့ပဲဒီတိုင်းပဲပြုတ်လိုက်ပါတယ်ရှင်ကဲပဲစပြုတ်ပါမယ်ကျမထမင်းပေါင်းဝန်းနဲ့ပဲပဲကိုပြုတ်လိုက်ပါတယ်ထညက်ခဲထည့်တယ်ကျမဘေကင်ဆော်ဒါလေးအနည်းငယ်ထည့်တယ်ပြီးတော့စားလေးအနည်းငယ်ထည့်တယ်ပဲကတစ်ခွက်ဆိုရင်ရေ2ခွက်ထည့်ပါတယ်ပြီးတော့အယောင်လာခြင်းလို့ပဲငပြာကြီးလေးပါထည့်လိုက်ပါတယ်ကဲပဲပြုတ်ထမင်းစီစမ်းနေပါမယ်စားချုံမုတ်တဲ့ပဲပြုတ်လေးထည့်ပြီးတော့ပဲစီမွေးမွေးလေးအီလေးစမ်းပါမယ်။နယ်နေနဲ့ငယ်ဘဝအောင်တတိရသွားတယ်။ငငယ်ကဆိုရင်အိမ်မှာမနက်စာ breakfast ဆိုရင်မမေကစလုံးကြီးနဲ့အဲ့လိုမောင်နှမကြီးတန်းစီပြီးတော့ပဲပြုတ်ထမင်းစီစမ်းနေပြီးတော့တယောက်တစ်လုံးစီတန်းစီပြီးခွန်တာပေါ့နော်။ထမင်းပူပူလေးနဲ့ပဲစီမှုံမွေးအီလေးနဲ့အရန်ကြိုက်တဲ့အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့ထမင်းစီစမ်းနဲ့အကြော်ဆုံးပူပူလေးပေါ့နော်။ဒါကိုယ့်အကူကြော်ထားတာ။ဘာကြော်တွေလဲဆိုရင်ဒါကကြတော့ငမုတ်ကြော်ပြီးတော့ဒါကငါးအဖြူလေးတွေငါးသေးလေးတွေကြော်ပြီးရင်ဘူးတီကြော်ပြီးတော့ဒါပဲပင်မောက်ပဲစီးနဲ့အမြစ်ပေါ့နော်အမြစ်ကြော်ဒါကပဲပင်မောက်ကြော်ဒါကကြက်သွန်ကြော်ဒါကတော့ပစွန်ကြော်ပြီးရင်စူပုတ်ရက်ကြော်စားမှာဖြစ်ပါတယ်ချင်းရလဲမှုီးငါးကြော်လေးအရင်စားမှာချင်းရတော့ share ပဲခုနညီးကြီးလိုက်တယ်အရင်မိုက်တယ်ချီနဲ့အမေချီအရသာဆက်ဟန်ရှယ်ပဲကြပါဦးဝတ်ထနာနော်ကော်မုန်းနဲ့အကြော်မုန်းနဲ့ဆိုတာနဲ့စက်ထားပါနော်ပဲမောက်ကြော်စားပဲမောက်ကြော်မုန်းကရွာအချီရရှယ်ပဲငမုတ်ကြော်အမီးရနေကဲငမောကချိုးอ่ะကြော်လေးတွေရွာနေအဲ့လိုက်လေရွာလေးကြည်သွားတာလေရှယ်ပဲအချင်းကကြတော့မကြီးစော်ရယ်ထညက်ရယ်ငပြာရည်ချိုးမုတ်စားပြီးတော့အမွှေးနဲ့နနမြင့်အမြင့်ကြက်သွန်ဖြူချင်းဖာလာစိမုံစပားရယ်ထောင်းတော့ဆိုမှွေးနေရတယ်နနမြင့်အနံ့လေးနဲ့ထမင်းစားအောင်မယ်နော်ဘူးတို့ကြောင့်စားပဲပြမပဲစီနဲ့အမြင့်နဲ့ပါနော်ငါပစွန်ကြောအကျော်စားရင်မပါမဖြစ်အခွားလေးကလက်ရွက်ဟောပြီငွေတုတ်စားကြိုက်တယ်ကြောက်
ဒီငပြာကြီးချက်လေးနဲ့လည်းနေစားအောင်လားငပြာကြီးချက်ရင်တော့အချင်းလေးပါထည့်အချင်းလေးပါနည်းနည်းထည့်ဒီလေးနေစားအောင်အော်